ဂျာလာပရိသတ်သမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်ဂျာလာပရိသတ်သမီးများအတွက်ပတ်စဉ်တောက်ကြနေညနေမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ဖြစ်ပါတယ်တဲတော်ကခုနကချပြီးတော့ကံကြမ္မာကိုဖတ်ကြားပေးခြင်းဖြစ်ပါတယ်အဲ့တော့ခုဆက်လက်ပြီးတော့ဂျာလာပရိသတ်သမီးများအတွက်တဲတော်နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်ဂျာလာပရိသတ်သမီးများအတွက်ကြာလာတဲ့တဲတော်နမိတ်ကကျေပွင့်နှစ်ပွင့်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ကျဲပွင့်ဆိုတာအောင်မြင်ခြင်းပါပဲကျဲပွင့်ဆိုတာထွန်းလင်းခြင်းကျဲပွင့်ဆိုတာတောက်ပခြင်းကျဲပွင့်ဆိုတာကိုယ်မျှော်လင့်ချက်တွေရတဲ့သင်္ကေတနမိတ်ပါဒါကြာလာပရိသတ်သမီးတွေအတွက်ရည်ရွယ်ချက်တွေဖြစ်မြောက်လာမယ်မျှော်လင့်ချက်တွေပြည့်ဝအောင်မြင်မဲ့ကံတရားနမိတ်မျိုးရှိပါတယ်အဲ့ဒီကျဲပွင့်ဆိုတဲ့အောင်မြင်ခြင်းနဲ့ infinity ဆိုတဲ့အဆိုင်နဲ့ပေါင်းထားတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒါလို့အောင်မြင်မှုတွေကတဲ့နှစ်ဆရမယ့်အချိန်ကာလမျိုးဖြစ်တယ်အလုပ်ထဲမှာနှစ်ဆအဆင်ပြေမဲ့အခြေအနေမျိုးရှိတယ်။ယာတုတွေတစ်စင်ပြီးတစ်စင်တိုးသွားနိုင်တဲ့အခြေအနေမျိုးရှိပါတယ်။ကိုယ်ရောင်းကုန်ဝယ်ကိစ္စတွေကတိတိတလားအများဆုံးဖြစ်မဲ့အချိန်ကာလမျိုးဖြစ်တယ်။အလုပ်ကိုင်းတွေစီးပွားရေးတွေငွေကြေးတွေအဖက်ဖက်ကနေပြီးတော့အဆင်ပြေခြင်းကံကောင်းခြင်းစိတ်ချမ်းသာရခြင်းအောင်မြင်ခြင်းတွေကိုရမဲ့အချိန်ကာလမျိုးဖြစ်တယ်။ဒါကြောင့်ဂျာလာပရိသတ်သမီးတွေကမိမိတို့စီးပွားရေးလုပ်ငန်းဆောင်တာတွေကိုအင်တိုင်အားတိုင်တိုးချဲ့ပြီးတော့လုပ်ကိုင်းဆောင်ရွက်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒီထဲမှာကြီးကြီးမားမားလောက်ကိုင်းဆောင်ရွက်တဲ့ကြံစီတဲ့ကြိုးစားတဲ့အားထုတ်တဲ့လို့အကြံဉာဏ်ပေးခြင်းပါအလုံးနဲ့ပတ်သက်ရင်ရည်ရွယ်ချက်ညီမှန်းချက်တွေကြီးကြီးမားမားထားပြီးတော့ကြိုးစားအားထုတ်ဖို့အထူးတိုက်တွန်းလိုပါတယ်ပေါ့နော်။နောက်သူ့ရဲ့နမိတ်ထဲမှာဆိုရင်တော့ဂျာလာပရိသတ်သမီးတွေထဲမှာနိုင်ငံခြားသင်္ဘောတက်ဖို့လို့ကြိုးစားအားထုတ်နေတဲ့ဂျာလာပရိသတ်သမီးတွေအတွက်အခွင့်အရေးတွေခွင့်ကောင်းတွေအလုပ်ကိုင်းကောင်းတွေကုမ္ပဏီကောင်းတွေပေါ်ပေါက်တတ်ဖို့ရှိပါတယ်မိမိတို့စီးပွားရေးလုပ်ငန်းဆောင်တာတွေကိုလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားချင်းချိန်နေရတဲ့ချိန်ဆနေရတဲ့ဂျာလာပရိသတ်သမီးတွေအတွက်ဆိုရင်အတော်ပင်အကောင်းဆုံးဆိုတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်တစ်ခါဒီကာလတွေမှာငွေပေးငွေယူလုပ်ငန်းမျိုးတွေအထူးအောင်မြင်တတ်တယ်ငွေကြေးကိုရင်းနှီးမြှုပ်နှံပြီးတော့လုပ်ကင်ဆောင်ရွက်တဲ့လုပ်ငန်းမျိုးတွေအထူးအောင်မြင်တတ်တယ်ရေလမ်းကြောင်းခရီးနဲ့ပတ်သက်ပြီးတော့အထူးအောင်မြင်မှုရတတ်ပါတယ်အောင်မြင်မှုဟာနှစ်ဆတိုးတက်သွားနိုင်တဲ့အချိန်ကာလဆိုရင်လည်းမမှားပါ။နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့နမိတ်မှာဆိုရင်တော့သူကဟာမဲတဲ့အမေဆိုတာယသိနမိတ်ပေါ့နော်။ယသိကမိရင်ကိုကင်ထားတဲ့နမိတ်ဖြစ်တယ်။ဆွေမျိုးသားချင်းတွေရဲ့အလင်းအောင်ပေးခြင်းကိုရမယ်။ဆွေမျိုးသားချင်းတွေရဲ့ကုညီပံ့ပိုးပေးမှုကိုရတတ်တယ်။ဆွေမျိုးသားချင်းအကြီးအကဲတွေရဲ့အကြံကောင်းဉာဏ်ကောင်းတွေကုညီပံ့ပိုးပေးမှုတွေစောင့်ကြောက်ပေးမှုတွေကိုအပြည့်အဝရနိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒီကာလတွေမှာဂျာလာပရိသတ်သမီးတွေနဲ့ဆွေမျိုးသားချင်းတွေကိုလှလူချူတာတွေဆွေမျိုးသားချင်းတွေကိုဥပိ္ပခာပြုတာတွေဆွေမျိုးသားချင်းတွေနဲ့အကြီးအကဲတွေနဲ့နှီးနှောတိုင်ပင်မလုပ်တာမျိုးတွေမကောင်းပါဘူးလုပ်ကိုလုပ်တင်ပါလူမှုရေးနဲ့ပတ်သက်တဲ့ကံတာမှာကြတော့သောဆိုတာကမ္ဘာလောကနမိတ်ပါကမ္ဘာလောကဆိုတာကြီးမားခြင်းကျေပြန့်ခြင်းကိုညွှန်ပြတယ်နိုင်ငံသားတိုင်းပြည်တွေကိုညွှန်ပြလူမျိုးသားဘာသာကြားတွေနဲ့ပတ်သက်တယ်ဒါမှမဟုတ်လူမျိုးရေးနဲ့ပတ်သက်တဲ့ကံတာသည်အမှန်တမ်းကောင်းတယ်လူချစ်လူခင်တွေများမယ်မိတ်ဆွေပေါင်းတဲ့တကယ်ချင်းတွေတိုးပွားလာမယ်မိတ်ဆွေပေါင်းတဲ့တကယ်ချင်းတွေရဲ့အကျိုးကျေးဇူးကိုအပြည့်အဝရတတ်လူမျိုးသားဘာသာချင်းတွေနဲ့ဘာသာကြားတွေနဲ့ထိတွေ့ဆက်ဆံပတ်သက်ပူးတွဲပေါင်းဆက်ပြီးတော့အကျိုးကျေးဇူးဖြစ်ထွန်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့သမွန်းနဲ့လာမင်းစန္ဒာဆိုတဲ့နမိတ်ကြတော့နော်လာမင်းစန္ဒာနမိတ်ကကြတော့တော်တော်လေးဂရုစိုက်ရတတ်တယ်အဲတော့ငွေကြေးတွေကိုလှည့်ပြားခံရတာမျိုးလေးတွေကြုံရတတ်တယ်အလွယ်သုံးစားလုပ်တာမျိုးလေးတွေကြုံရတတ်တယ်စရင်စရာအမှားယွင်းဖြစ်တာမျိုးလေးတွေကြုံရတတ်တယ်အဲ့ဒါလေးတွေကတော့နည်းနည်းလေးအထူးသတိထားသင့်တဲ့အချိန်ကာလလို့ပြောရမှာဖြစ်ပါတယ်ဒါပတ်စံချီတာငားတာအာမကန္နာလေးတွေမလုပ်သင့်ဘူးလုပ်လို့ရှိရင်အခက်အခဲကြုံတတ်ပါတယ်နောက်ကျန်းမာရေးကတော့အနားယူဖို့လိုအပ်တဲ့အချိန်ကာလပါတခြားယောဂကြီးကြီးမားမားတွေဆွဆွရွားတွေတော့မဖြစ်ဘူးကျန်းမာရေးနဲ့ပတ်သက်ရင်နည်းနည်းတော့အနားယူသင့်တယ်ပေါ့နော်အလုပ်တွေကပင်ပန်းတဲ့အတွက်ကျန်းမာရေးထိခိုက်နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံသာတာသင်တန်းနဲ့ပတ်သက်တဲ့ကံသာတာတွေမှာတော့တော်တော်ကြီးကောင်းမှစောင်းဝဲဖြည့်ဆိုတာတွေအောင်မြင်မယ်အောင်မြင်မှုအများကြီးရမိသားစုကိုစိတ်ချမ်းသာသွားအောင်စိတ်ပျော်ရွှင်သွားအောင်လုပ်ကံဆောင်ရွက်ပေးနိုင်မယ့်အခြေအနေမျိုးတွေရှိပါတယ်နောက်အခြေရဲ့အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ဂျာလာပရိသတ်သမီးတွေရဲ့ကံတရားမှာကြတော့ဘာကြလဲဆိုတော့အခြေနဲ့စီပွားရေးအခြေနဲ့အိမ်တော်ရေးနဲ့စီပွားရေးအိုက်ကြားတွေမှာနည်းနည်းလေးပြားများနေတာမျိုးတွေဖြစ်တတ်တယ်ခက်ခဲလေးတွေအဲ့ဒါပါပဲเนาะတရားစုစုရွရွတော့မရှိပါဘူးဒါကြာသာပရိသတ်သမီးတွေအတွက်နှစ်ဆကံတာရာကောင်းမဲ့အချိန်ကာလလို့ပြောခြင်းဖြစ်ပါတယ်ကြာသာပရိသတ်သမီးများအတွက်အကျိုးပေးတဲ့ကံကောင်းစေတဲ့အရာကတော့အနီရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်တေကနန်း6ကနန်းအကျိုးပေးတယ်
မြတ်စွာဘုရားကိုအုံသီးစိတ်9စိတ်ကတ်လူပူဇော်ပြီးတော့ဆုတောင်းမှာအညံ့အခိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဇာတာပရိသတ်သမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကျမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒတလုံးတစ်ဝါတည်းရရှိကြပါစေ။ကျန်တဲ့အောင်ဆောင်နေမြောက်ကြပါစေလို့အယူတော်မင်္ဂလာချမ်းနေပြီးတော့လိုက်လဲဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်။မိတ်ဆွေတွေကိုယူတော်မင်္ဂလာချမ်းကနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါကြပါတယ်။မနေ့ပြန်စနေနေ့ဖြစ်ပါတယ်။စနေနေ့မှာကျွန်တော်တို့ယူတော်မင်္ဂလာချမ်းမှာတူးချင်းတယောက်ချင်းလိုက်တည်တံ့ပြုလုပ်ပေးတဲ့နဝင်းပွဲရရာကြီးပြုလုပ်ပေးပါတယ်။အဲ့တော့ဟောရင်တော့ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းမှာလာပြီးတော့နဝင်းရရာခြေဘူးတယ်။အခုမချေရတော့လဲကြာပြီးသွားချေဦးမှဆိုတော့သူတွေများအတွက်ပဲဖြစ်ဖြစ်အခုမှနဝင်းရရာခြေလိုသောသူများအတွက်ပဲဖြစ်ဖြစ်စနေနေ့မနေ့8 နာရီအရောက်လာပြီးတော့နဝင်းရရာခြေလို့ရပါတယ်။အယူတော်မင်္ဂလာချမ်းရဲ့အဲဇင်းကောက်ရာဌာနကိုရောက်တဲ့အခါနဝင်းရရာခြေချင်းလို့လာတာပါလို့ပြောပြီးတော့နဝင်းရရာခြေလို့ရပါတယ်။မနေ့8 နာရီလောက်တော့နောက်ဆုံးအရောက်လာမှဖြစ်တဲ့အင်းကြီးအဝယ်စားအဖြူရောင်ဝစ်စင်ခဲ့ရမှာဖြစ်ပါတယ်။နောက်နိုင်ငံခြားသွားဖို့ခက်ခဲနေတဲ့လူတွေပေါ့နော်။အလုံးနေရာပြောင်းဖို့အတွက်အခက်အခဲရှိနေတဲ့လူတွေကတော့တနင်္လာနေ့မနေ့8 နာရီမှာခုံမနက်ရရာလာချီလို့ရပါတယ်။အင်္ဂါနေ့ညမှာတော့ဓာတ်ကြီးလေးပါဆွန်ဆက်ကလှူဒန်းတဲ့အလှူရရာပွဲကြီးပြုလုပ်ပေးပါတယ်။ကြာသပတေးနေ့မနေ့8 နာရီမှာခေါင်းစည်းမင်္ဂလာရရာပြုလုပ်ပေးပါတယ်။တောက်ကြနေ့မနေ့8 နာရီမှာတော့အိဆာတရားတရားပွဲရရာပြုလုပ်ပေးပါတယ်။တနင်္ဂနွေနေ့မနေ့8 နာရီမှာစုပေါင်းပြီးတော့9ရက်သားသမီးတွေစုပေါင်းပြီးတော့ခင်မွန်းကြီး10ပါတောင်းပန်ကြောတဲ့အလှူပွဲကြီးပြုလုပ်ကြပါတယ်